ဆရာတော်ဘုရားငါထားတဲ့ဒီဘုတ်ဆရာတော်မတော်စမ်းကြည့်တာတော်တယ်တော်ညီလည်းတဲ့ဓမ္မစကြာပေါ့ဟဲ့ဟာတော့တယ်တို့ဒီလိုလောက်အောင်မောင်လေးနော်အဲ့ဒါသိနေဘာမှမပြောဘူးဒီပွဲမှာဖြစ်ဖြစ်ဝဲလေဒီပွဲမှာလာရတယ်လေအဲ့တော့မောင်လေးကမိခင်ရင်ဝင်အနိုင်တပင်ကဒီအမလေးတင်ပြီးတဲ့ပြောင်းဟုတ်ပါဘူးโอเคဟဲ့ငါပြောနေပွဲတက်ကတော်များတဲ့လုံးတစ်ပွဲကိုအိတ်နော်တို့ဒီပွဲမှာဆိုတော့တို့နှစ်ယောက်တုံးလုံးလိုက်ရအတီးလုံးလိုက်ချင်တုံးလုံးလိုက်ချင်တာဒါမှတို့နာမည်လည်းသုံးခွဲဒီပွဲကြမှာတိစတက်နေရောဝေးလို့ရောတို့ဆိုင်ဒီတစ်ချင်းကိုဒီလိုဟိုလက်ဆော့တာပဲလက်ဆော့တာဟဲ့ကိုအောက်သွားတော့မှာဒီတစ်ချင်းကိုကျမပြည်ကဆိုင်းလန်လေးနဲ့ဆုံးတာဆိုင်းလန်လေးဟောဆိုင်းလန်လေးဟမ်ကျမဖြစ်တယ်အာဒီတော့ဝတ်စီလို့စူပါဘာမှမပြောမှာကျမကဝတ်စီကိုပါတိုင်းဒီဟေးဒီကတော့လေဆိုင်လာတယ်ရတယ်အဲ့ဒါလည်းဆိုကြည့်လိုက်မယ်ပထမပိုင်းကပြီနော်ရလို့1 2 3ခေါ်ပါလားတိုင်မင်ခေါ်ပါလားဟုတ်ပြီ1လက်ကြီးအောင်လုပ်နေနော်ဒီကြောင်းဝင်းမှာဖိနေငါလည်းတိတ်မှန်တာမယ်ဆိုင်လာတယ်နော်1 3 နေဦး1 2 3 4 ဒီမှာဒီကျိုးဒီမှာသာဒီကျိုးသာဒီမှာဒီကိုထိုးရချင်းဟဲ့အဲ့ရပြီးပြီလားဟိုကျမအိတ်ပြောသွားတယ်နော်နေပြီးပြီတော့ဒီရတဲ့ပုံမှာဆုံးတယ်လေဘာလို့မကြိုက်ကြလဲတုံးလို့လေဘာတုံးလို့လဲလားဘယ်နဲ့ကြည့်တော့မကြိုက်ဘူးလားမကြိုက်ရင်တို့တစ်ချက်ချင်းချကြည့်ပါမနဲ့လို့ကျလာပြီဘယ်လိုအဲ့ရချတာနဲ့ဟောတန်ပေါ်အောင်ဒီလိုချတာနဲ့တိုက်တာမြန်မာဒီဟောမြန်မာပြည်တို့ပြအဲ့ကျဲဆောင်ဒီကနေ့ဘောင်းဘောတက်ပေါ်ချတာနဲ့မြန်မာဟဲ့ဟုတ်ပြီနော်နေကြည့်တာဝင်နေပုံသားကောင်းကြီးကြရမြန်မာနော်မြန်မာဆိုမြန်မာ
အဲ့ဒါလေးပါရွာ နားရရအောင်လို့ အော်မြေမှာပေါ့ဟောတော့ပေါ်နေပါပြီမှာဘယ်လိုထိရတော့ပါလဲသူကလည်းသူပေါ်မှာလို့တိုက်ကဒါမှမလို့လည်းမတော်ဘူးဒါပဲကြားလေအော်ပမကြီးလည်းဒါလည်းတစ်ခါရဲ့အော်ညမအပေါ်ဝိမအဲ့ညနေရောက်တော့စောင်းမဲမှာတော့အဝိထမှာပေါ့လက်ကချလာတယ်ပမနဲ့ရင်တိုင်းပုံမှာပေါ့ညနေကလေးတော့သူကအပေါ်ဆုံးနေတာမစောမဲနဲ့အောက်ကလာပြီးရင်လောင်းတာကြီးရဲ့တော့ပါပဲဟောအေးကျေလူဟုတ်ပြီညမဒီနော်ညမရောက်တော့ဘူးလည်းမသိဘူးညမ